မင်္ဂလာပါရှင် Days of Life တိုင်းကကြိုဆိုလိုက်ပါတယ်မြန်မာတမိုင်းအစာမြန်မာနိုင်ငံမှာဘလို့လူမျိုးတွေကစတင်ပြီးအခြေချနေထိုင်ခဲ့ကြတာလဲဆိုတာလူကြီးမင်းတို့တွေးကြည့်ဘူးလားမြန်မာနိုင်ငံရဲ့တမိုင်းကိုပြန်ကြည့်မယ်ဆိုရင်လူကြီးမင်းတို့တော့မသိသေးတဲ့အန်ဩစရာကောင်းလောက်အောင်ရှိလျားတဲ့အစင်လာတစ်ခုကိုတွေ့ရမှာပါသူတည်တနာပညာရှင်တွေရဲ့တူဖော်တွေ့ရှိမှုတွေအရာ BC 1000လောက်ကတည်းကဒီဒေသမှာလူသားတွေအခြေချနေထိုင်ခဲ့တယ်လို့ဆိုပါတယ်ဒီအစောဆုံးလူသားအုပ်စုတွေဟာအမဲလိုက်စုဆောင်သူတွေဖြစ်နိုင်ပြီးအလဲပိုင်း6သွေးစုံလို့ခေါ်တဲ့နေရာမှာသူတို့ရဲ့ဘဝတွေကိုစတင်ခဲ့ကြပါတယ်။နောက်ပိုင်းမှာအေယာဝတီမြေကမ်းနဘေးတစ်လျှောက်ကွက်တိကွက်ကြအခြေချမှုတွေစတင်ပေါ်ပေါက်လာခဲ့ပါတယ်။ဥရောပမှာကြောက်ခက်ဦးဖေလီယိုလက်တင်နဲ့ကြောက်ခက်လေမက်ဆိုလက်တင်လို့ခေါ်တဲ့အချိန်နဲ့ထပ်တူကြတဲ့ကာလမှာမြန်မာပြည်မှာအညာတီကန်လို့အမည်ပေးထားတဲ့ကြောက်ခက်ယဉ်ကျေးမှုထွန်းကားခဲ့ဦးပါတယ်။ဒီကာလမှာလူတွေဟာယူရှင်နဲ့ကြောက်တုံးကရိယာတွေကိုအသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ကြောက်ခက်တဲ့ရဲ့အကြီးမားဆုံးပြောင်းလဲမှုကိုပြောရမယ်ဆိုရင် BC 1000ကနေ6000အတွင်းမှာတော့မြန်မာလူဖွဲ့စည်းကကြောက်ခက်တဲ့နီယိုလက်တစ်စီကိုကြီးမားတဲ့ခြေလှမ်းနဲ့ရွေးရှားလာခဲ့ကြပါတယ်။ဒီအပြောင်းလဲရဲ့အထောက်အထားတွေကိုရှမ်းကုန်းပြင်မြင့်ပေါ်ကတောင်ကြီးမြို့အနီးဂူသုံးဂူတွေမှာတွေ့ရှိခဲ့ရပါတယ်။အဲဒီအချိန်မှာလူတွေကအပင်တွေကိုစိုက်ပျိုးတာတရိတ်ဆန်တွေကိုမွေးမြူတာတွေစားလုပ်ခဲ့ကြပါတယ်။ဒါကသူတို့ဘဝမှာအကြီးမားဆုံးအပြောင်းလဲပါပဲ။အရှင်ကတနေရာထဲမှာအခြေတကျမနေပဲလဲလဲရှာဖွေစားတောင်းနေရတဲ့ဘဝကနေအခြေတကျနေထိုင်ပြီးလေယာစီးပွားရေးကိုစတင်ခဲ့ကြတာပါ။ဒါအပြင်ကြောက်လက်နက်တွေအသုံးပြုလာတာကလည်းသူတို့ရဲ့ဤပညာကျွမ်းကျင်မှုတိုးတက်လာတာကိုပြသနေပါတယ်။ BC 1500လောက်မှာမြန်မာပြည်က Bronze Age လို့ခေါ်တဲ့ကြေးခေတ်ကိုဝင်ရောက်လာခဲ့ပါတယ်။ဒီကာလမှာဒေသခံတွေကကြေးနီကိုကြေးညွတ်အဖြစ်ပြောင်းလဲဖန်တီးနိုင်ခဲ့ကြပါတယ်။ဒီလိုနည်းပညာတွေကြောင့်ပိုပြီးခိုင်ခန့်တဲ့လက်နက်တွေကရိယာတွေထုတ်လုပ်နိုင်ခဲ့ပြီးနေ့စဉ်ဘဝမှာအသုံးဝင်မှုတွေတိုးလာခဲ့ပါတယ်